လူတယောက်ကိုခွဲစိတ်ပြုလုပ်တဲ့အချိန်ဘယ်လိုနာကျင်မှုကိုများမခံစားပဲအိပ်ပျော်နေတတ်တယ်လေအားလုံးမင်္ဂလာပါဗျဒီနေ့မှာတော့ anesthesia ခွဲစိတ်ကာလအတွင်းနာကျင်မှုကိုမတိမတာဖြစ်အောင်လုပ်ပေးနိုင်တဲ့သိပ္ပံနည်းပညာကိုရှင်းပြသွားမှာပါ anesthesia ဆိုတာကိုယ်တစ်ခုလုံးဒါမှမဟုတ်တစ်ခုတည်းအပိုင်အစားကိုနာကျင်မှုခံစားမှုတတိအာယုန်တွေကိုတကယ်အဖြစ်ပိတ်ပင်ပေးနိုင်တဲ့စီးဝါနည်းပညာဖြစ်ပါတယ်။အုံနောက်ရဲ့ signal တွေကိုကိုယ်တိုင် shut down လုပ်ပေးလိုက်တာကြောင့်ခွဲစိတ်လုံးနေချိန်မှာဘာမှမတိမတာဖြစ်နေတတ်ပါတယ်။ anesthesia ၃မျိုးကိုနားလည်အောင်ကြိုးစားရအောင် 1. General anesthesia. 2. Regional anesthesia. 3. Local anesthesia. general anesthesia ဆိုတာလူကိုအိပ်ပျော်အောင်သတိမေ့အောင်လုံးဝ black out ဖြစ်သွားအောင်လုပ်တဲ့နည်းပညာပါ။အုံနောက် signal တွေအားလုံးကို suppress လုပ်ပေးပြီးမကြီးနိုင်မကြားနိုင်မနာနိုင်ဖြစ်သွားပါတယ်။ regional anesthesia ကတော့ကိုယ်ရဲ့တပိုင်းကိုပဲမတိမတာဖြစ်အောင်လုပ်ပေးပါတယ်။အများဆုံးအသုံးပြုတာတွေက spinal anesthesia အောက်ပိုင်းခွဲစိတ် epidural မိရဲ့အတွက်အမိရဲ့နာကျင်မှုလျှော့ချစေ nerve blocks လက်ချေခွဲစိတ်အတွက်ပါ local anesthesia ကတော့တခါတလေသွားဆရာဝန်တွေထိုးပေးတဲ့နာကျင်မှုသက်သာစေတဲ့နေရာတစ်ခုတည်းအတွက်ပဲအသုံးပြုပါတယ်anesthesia လှုပ်ဆောင်ပုံကိုနီလန်း၃ချက်နဲ့တွေးမြင်နိုင်ပါတယ်။ blocking pain signals နာကျင်မှု signal လိုင်းရအုံနောက်ထဲမလွယ်အောင်ပိတ်ပေးတယ်။ 2. slowly brain activity GABA receptor ကို activate လုပ်ပြီးအုံနောက်စွမ်းအားတွေတဖြည်းဖြည်းဆင်သွားစေတယ်။ 3. relaxing musculars ခွဲစိတ်အချိန်မှာမလို့အပ်တဲ့ကြွက်သားအကျက်အတက်တွေကိုသက်သာစေတယ်။နေ့စဉ်ကဘာတဝမ်းမှာကျမရဲ့ engineer physician များစွာက anesthesia ကိုအလွန်သေးကြအောင်စောင့်ကြည့်ကအကောင်းဆုံးနည်းဖြင့်အသုံးပြုပါတယ်။ခင်မိမေ့စေသည့်အလွန်ဘေးကင်းပါသည်။စောင့်ကြည့်ရဲ့စနစ်များသည့်အဆင့်မြင့်ပါသည်။ဆရာဝန်များသည့်လူနာဘေးတွင်အချိန်တိုင်း100%ရှိနေပါသည်။လူကြားထဲမှာဖြစ်တတ်တဲ့တန်တရားတွေ anesthesia ကနေမထလာဘူးလားအလွန်ရှားပါတယ် monitoring ကအလွန်အန္တရာယ်ကင်းပါတယ်သတိမိရဆိုတာဘာလဲ brain activity ရ separation ဖြစ်နေတဲ့အတွက်မမိနိုင်ဘူး pain free ဆိုတာဘာလဲဆေးရအုံနောက်ကို signal မရအောင်ပိတ်ထားလိုက်တာပါanesthesia ဆိုတာခွဲစိတ်ရာမှာလူနာတွေကိုအနေရကင်းစွာကာကွယ်ပေးနိုင်တဲ့အလွန်အရေးကြီးတဲ့သိပ္ပံနည်းပညာပါ။တိတ်သွင်းထားတဲ့နဲ့ဆိုရင် like share subscribe လုပ်ပေးပါနော်။အားလုံးကျေးဇူးပါဗျာ။